လေးငယ်တဦးရဲ့ရက်ဆက်ကြမ်းကြုတ်စွာအသက်ခံရမှုကလူအများရဲ့ရင်ထဲမှာမိခွန်းတွေဖြစ်စေခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ဒီဖြစ်ရပ်ဟာ2 နှစ်အရွယ် Riley Ann Sawyers လို့ခေါ်တဲ့ကလေးမလေးတဦးရဲ့အဖြစ်ပါ။သူ့ရဲ့အလောင်းကို Texas ပြည်နယ်က Galveston ပင်လယ်အော်မှာတွေ့ရှိခဲ့ရပါတယ်။ဒီကိစ္စဘာကြောင့်ဖြစ်ခဲ့သလဲဘယ်လိုဖော်ထုတ်ခဲ့သလဲဆိုတာကစိတ်ဝင်စားစရာပါ။ Riley Ann ဟာ Robert Thomas Sawyers နဲ့ Kimberly Dawn Trino တို့ရဲ့သမီးဖြစ်ပါတယ်။သူ့အမေ Kimberly ဟာအသက်15နှစ်အရွယ်မှာကိုယ်ဝန်ဆောင်ခဲ့ပြီးဒီဇလန်ကစခဲ့ပါတယ်။သူတို့မိသားစုဟာ Robert ရဲ့အမေ Sharon နဲ့အတူ Ohio ပြည်နယ်မှာနေထိုင်နေကြပြီး Sharon က Riley Ann ရဲ့အဓိကပြုစုဆောင်ရှောက်သူဖြစ်ပါတယ်။ဒီအချိန်မှာ Riley Ann ရဲ့မိဘတွေဟာခွဲခွာသွားကြပြီမဲ့အတူတူဆက်နေခဲ့ကြပါတယ်။2006ခုနှစ်အောက်တိုဘာလမှာတော့ Robert ဟာ Kimberly ကိုအိမ်တွဲအကြမ်းဖက်မှုနဲ့ဆွဆွဲပြီးအိမ်ကနေထွက်ခွာခဲ့ပါတယ်။2009ခုနှစ်မေလမှာ Kimberly နဲ့ Riley Ann တို့ Texas ပြည်နယ်ကိုပြောင်းရွှေ့ခဲ့ပြီးဇွန်လ1ရက်နေ့မှာတော့ Kimberly ဟာရွိုင်းဆိုင်ကလာနဲ့လက်ထပ်ခဲ့ပါတယ်။ဆိုင်ကလာကကလေးတွေကိုစိတ်ရမလို့ခေါ်ပြီးကျေးဇူးတင်စကားပြောတတ်အောင်ပြင်းပြင်းထန်ထန်ဆုံးမရမယ်လို့ယုံကြည်ထားပါတယ်။ Kimberly ကောင်းကောင်းမဆုံးမဘူးလို့ထင်တာကြောင့်ဆိုင်ကလာကိုယ်တိုင် Riley Ann ကိုရိုက်နှက်ခဲ့ပါတယ်။ဆိုင်ကလာရဲ့မိသားစုနောက်ခံမှာလည်းအလားတူပြင်းထန်တဲ့ဆုံးမပုံတွေရှိခဲ့တယ်လို့သိရပါတယ်။ Kimberly ရဲ့ဝန်ခံချက်အရ2009ခုနှစ်ဇူလိုင်လ24ရက်နေ့မှာသူမနဲ့ဇိုင်ကလာတို့က Riley Ann ကိုခါဘတ်နှချောင်းနဲ့ရိုက်နှက်ခဲ့ကြပါတယ်။ရေချိုးကနေမှလည်းကလေးရဲ့ခေါင်းကိုရေထဲဖိနှိပ်ခဲ့ပြီးဇိုင်ကလာက Riley Ann ကိုဆမင်ကောနေဆွဲပြီးအခန်းထဲပစ်ပေါက်ရာမြေကြီးနဲ့ဥခေါင်ရိုက်မိခဲ့ပါတယ်။ဒီတိုင်းဟာဒီကြောင့် Riley Ann ကမတက်မရနိုင်တော့ဘူးလို့ Kimberly ကပြောပါတယ်။ Riley Ann တေဆုံးသွားတာကိုသိလိုက်ရတဲ့အခါ Kimberly နဲ့ဇိုင်ကလာတို့ဟာ Walmart ဆိုင်ကိုသွားပြီးပလတ်စတစ်တစ်တာတစ်လုံးဝယ်ခဲ့ပါတယ်။သူတို့ဟာ Riley Ann ရဲ့အလောင်းကိုအမိုက်အိတ်တွေနဲ့ပတ်ပြီးပလတ်စတစ်တစ်တာထဲထည့်ခဲ့ကြပါတယ်။ဒီတစ်တာကို2 လလောက်ကိုတောင်ထဲမှာဖွက်ထားခဲ့ပြီးနောက် Galveston ပင်လယ်အော်ထဲပစ်ချခဲ့ကြပါတယ်။2000ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာငါးဖမ်းသမားတို့က Riley Ann ရဲ့အလောင်းကို Galveston ပင်လယ်အော်ထဲမှာတွေ့ရှိခဲ့ပါတယ်။ရုပ်ကလောင်းစစ်ဆေးသူကဦးခေါင်းခွန်ကျိုးနေတဲ့ဒဏ်ရာ3ခုကိုတွေ့ရှိခဲ့ရကနီလူသက်မှုအဖြစ်စတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်။အလောင်းကိုချက်ချင်းမဖော်ထုတ်နိုင်တာကြောင့်သူ့ကို Clay Grace, Baby Grace လို့နာမည်ပေးခဲ့ပါတယ်။ရုပ်အလောင်းကိုခွဲခြားသိမြင်နိုင်ဖို့ရုပ်ပုံဖန်တီးမှုပညာရှင် Lois Gibson ကိုအကူအညီတောင်းပြီးကလေးရဲ့ပုံတူကိုဖန်တီးခဲ့ပါတယ်။ဒီပုံတူကိုလူထုစီထုတ်ပြန်ခဲ့ပြီးတဲ့နောက် Riley Ann ရဲ့အဖွားဖြစ်သူ Cheryl ဟာဒီပုံတူကိုအင်တာနက်မှာမြင်ပြီးသူမရဲ့မြေနဲ့တူနေတာကိုသတိထားမိခဲ့ပါတယ်။ DNA စစ်ဆေးမှုတွေကနေတင်းဆင့်အလောင်းဟာ Riley Ann ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။2009ခုနှစ်ကျေးဇူးတော်နေ့မတိုင်မီမှာဇိုင်ကလာဟာသွေးပေါင်ကြစည်းတွေတောက်ပြီးကိုတတ်သိဖို့ကြိုးစားခဲ့ပါတယ်။သူဟာကျွန်တော်ဇနီးကကျွန်တော်ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက်အပြစ်မရှိဘူးလို့ရေးထားတဲ့တတ်သိကြောင်းစာတစ်စောင်ကိုလည်းထားခဲ့ပါတယ်။သို့ပေမဲ့လည်းနောက်ပိုင်းမှာသူက Riley Ann တည်ဆုံးချိန်မှာအခြားအခန်းတစ်ခန်းမှာရှိနေခဲ့တယ်လို့ညင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ Kimberly နဲ့ဇိုင်ကလာနှစ်ဦးစလုံးဟာ Riley Ann ရဲ့တည်ဆုံးမှုအတွက်တာဝန်ယူခဲ့ကြပါတယ်။ Kimberly ကို2009ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာလူသတ်မှုနဲ့ထောင်ဒဏ်11ကြွချမှတ်ခဲ့ပြီးဇိုင်ကလာကိုလည်း2009ခုနှစ်နိုဝင်ဘာလ6ရက်နေ့မှာအလားတူထောင်ဒဏ်11ကြွချမှတ်ခဲ့ပါတယ်။ဒီဖြစ်ရပ်ဟာမိဘတွေရဲ့အကြမ်းဖက်မှုဘလောက်ဆိုးရွားနိုင်တယ်လဲဆိုတာကိုပြသနေတဲ့သင်ခန်းစာတစ်ခုဖြစ်ပါတယ်။